Good evening. Tonight we go after a fantastic story. The story that... အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့ခွန်စောသိန်းဖြစ်ပါတယ်ခင်ဗျာ အားလုံးမင်္ဂလာပါကျွန်တော်နာမည်ခွန်စောရဲမောင်ပါခင်ဗျာ ကျွန်တော်တို့ဟာ Pop Entertainment ကပါခင်ဗျာပရိသတ်တို့ Bermuda Triangle ရဲ့အကြောင်းကိုအရန်သဘောကျကြတဲ့အတွက်ကျွန်တော်တို့တော်တော်အင်အားကြီးစေခဲ့ပါတယ်ခင်ဗျာ အဲကြောင့်မလို့ကျွန်တော်တို့လှုပ်ချင်နေတာကြားနေပြီဖြစ်တဲ့ Bermuda Triangle တွေ popular အဖြစ်ဆုံး theory လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ relax and enjoy ပါခင်ဗျာ နံပါတ်1 magnetic variation တလိုက်အိမ်မြောင်ဟာအရန်ကိုအရေးကြီးပါတယ်တည်ထွင်ခဲ့တဲ့တရုတ်လူတွေကိုလည်းအရန်ကျေးဇူးတင်မိပါတယ်တလိုက်အိမ်မြောင်မှာရှိရင်ကျွန်တော်နေ့တိုင်းအိမ်တောင်ချသွေးနိုင်မှာမဟုတ်ပါဘူးဗျာဒီ theory ဟာအရန်ကိုမထူးဆန်းပါဘူး magnetic variation ရဲ့ idea ကနေ့30လောက်ရှိပြီဖြစ်ပြီးပင်လယ်ကမ်းခြေကကွယ်ရေးတမန်တယောက်ရဲ့ဝေဖန်ခဲ့တဲ့ idea ဖြစ်ပါတယ်ခင်ဗျာဒီ magnetic variation theory ဟာတလိုက်အိမ်မြောင်နဲ့အမှုတည်ပါတယ် Bermuda Triangle ထဲမှာတလိုက်အိမ်မြောင်ဟာ True North ကိုမပြဘဲ Magnetic North ကိုထူးခြားပြနေပါတယ်20 degree လောက်တောင်ကွာခြားတာဗျဒီ theory ရဲ့ယုံကြည်ကြသူတွေကပြောတယ်ဒီ Bermuda Triangle ဟာ True North ကိုမပြတဲ့အတွက်မတိမထင်မှတ်တဲ့လူတွေ Bermuda ထဲသွားရင်အရန်ကျပြန့်တဲ့ပြင်လယ်ထဲပျောက်သွားကြတာတဲ့ဗျဒါပေမဲ့ပျောက်သွားတဲ့ဆိုရင်လည်းဘာဖြစ်လို့အစားနာကလေးတောင်မှချမ်းသွေးကြတာလဲဗျကျွန်တော်ထင်ကတော့ဒီအချက်ဟာမဖြစ်နိုင်ဆုံးချက်လို့ထင်တယ်ဗျတလိုက်အိမ်မြောင်ဟာ True North မပြတာဟုတ်ပါတယ်ဒါပေမဲ့ပျောက်ဆုံးသွားတဲ့လေရင်တင်ဘောတွေဟာတစားတနာကလေးတောင်ဘလောက်ချက်ချမသွေးနိုင်တာဘာကြောင့်လဲဒီ theory နဲ့ဖြည့်ချင်းလို့မဖြစ်နိုင်တာ Bermuda Triangle not so tricky မှာ number 2 space time warp space time warp ကတော့ပရိသတ်တို့သိပ္ပံစကားဇက်လန်းတွေထဲကလိုမိုးကောင်းကင်ဟာရုတ်တရက်မောင်မဲလာပြီးအချမ်းလိုက်ကွဲအပ်တော့အခါမုန်တိုင်းတွေနဲ့ဘာပဲဖြစ်ဖြစ်အကုန်မျိုးစားတာတွေ့ဖူးကြပါတယ်နော်အဲ့ဒီ movie တွေဟာလုံးဝကြောက်စရာကောင်းလောက်တဲ့ space time warp theory နဲ့မူတည်ခဲ့ကြတာဖြစ်မယ်ဒီ theory ဟာတကယ်ရှိရဲဆိုလို့ရှိရင် movie တွေထဲကလို့ပိုပြီးကြောက်စရာကောင်းလိမ့်မယ်လို့ထင်ပါတယ်ရှိတယ်လို့ပဲထားပါတော့ဒီ theory တွေယုံကြည်ကြတဲ့သူတွေပြောတယ်ဒီ space time warp ဟာအချိန်အရာမတိကျပဲထွက်ပေါ်လာနိုင်တယ်တဲ့ဗျအဲကြောင့်မလို့လေရင်တင်ဘောတွေမျိုးစားပြီးပျောက်ဆုံးရှာဖွေလို့မဖြစ်နိုင်တာတဲ့ဒါပေမဲ့မေးခွန်းတွေအများကြီးရှိတယ်ဗျသူတို့တွေဘယ်ရောက်သွားကြတာလဲတခြားဂျိုကဘာတွေနာရောက်ရှိသွားကြတာလားဒါမှမဟုတ်အခြားအချိန်ပေါင်တွင်ရောက်ရှိသွားကြတာလားသိပ္ပံတွေရှုပတ်ပေတာတွေအလုံးအဖြစ်လုံးဝမရှာနိုင်တဲ့အတွက်ဒီ theory လဲဖြစ်နိုင်မဖြစ်နိုင်လူတိုင်းမှာပဲမူတည်ပါတယ်ခင်ဗျာယုံကြည်ရခက်ပေမဲ့ကျွန်တော်တို့အနေနဲ့စိတ်ဝင်စားစရာတော့ကောင်းပါတယ်ခင်ဗျာ နံပါတ်3 electric fault နောက်ရှင်းပြချက်တစ်ခုကတော့ electric fault လို့ခေါ်ပါတယ်ဗျဒီ theory ဟာ Rob McGregor နဲ့ Ru Janung ကစပြီးယုံကြည်တည်ထွင်ခဲ့တာခင်ဗျ electric fault ဟာလျှက်စစ်နဲ့တက်လိုက်တွဲတွေပါတဲ့မင်းခိုးရောင်တိမ်တွေပင်လယ်မျက်နှာပြင်အနီးနားမှာဖြစ်တတ်ကြပြီးဒီ electric fault ဘယ်ကနေဘယ်လိုပေါ်လာမှမသိပဲလေရင်တင်ဘောတွေချက်ချင်းလွှမ်းမိုးမြုပ်တတ်ကြတယ်တဲ့ဗျနောက်အဲ့ဒီတိမ်တွေဟာလေရင်တင်ဘောတွေနဲ့အတူချွေးနေတတ်ကြတယ်တဲ့ဗျမကြခင်မှာအဲ့ဒီလေရင်တွေတင်ဘောတွေရဲ့လက်စစ်ပစ္စည်းတန်လိုက်အိမ်မြောင်တွေတာမန်မဟုတ်တော့ပဲအော်ဆရာချင်းတွေတောင်တလွဲတကြောဖြစ်စေတတ်တယ်တဲ့ဗျလေရင်တင်ဘောတွေအဲ့ဒီ electric fault ထဲရောက်သွားပြီဆိုရင်ပြန်ထွက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးအချိန်တွေလည်းလွှဲမှားသွားစေပြီးတဲ့နောက်လေရင်တင်ဘောတွေကိုအဆက်ဆက်အမောမှာဖြစ်သွားစေနိုင်ပြီးကြောက်စရာကောင်းလောက်အောင်လုံးဝမချဖွေနိုင်တော့ပါဘူးဒါပေမဲ့အော်ဆရာဒီအရာကိုအတွေ့အကြုံရှိခဲ့ပြီးလွတ်မြောက်လာနိုင်ခဲ့တဲ့လူတွေလည်းရှိကြပါတယ် electric fault ကိုတွေ့ကြုံခဲ့တဲ့ဖြစ်မှန်တစ်ခုကိုတင်ဆက်ချင်ပေမဲ့အရန်ကြီးမားလို့ဒီဗီဒီယိုကဖြတ်လိုက်ရပါတယ်ခင်ဗျာဒါပေမဲ့အရန်စိတ်ဝင်စားစရာကောင်းတဲ့ဘာမျိုးတာလွတ်မြောက်လိုက်တဲ့အကြောင်းမလို့တငယ်ချင်းပရိသတ်တွေဖတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီ story ရဲ့စိုက်ညွှန်းကိုတင်ပေးပါမယ်ခင်ဗျာကွန်မန့်လိုက်ကြပါခင်ဗျာ number 4 UFO ထူးဆန်းတဲ့အမှုတွေမှန်သမျှဂျိုသားတော့ပါမှာပဲဗျဂျိုသားတွေရဲ့အသွေးအခေါ်တွေတိတ်ပံပစ္စည်းပညာတွေဟာကဘာမြေကလူသားတွေထက်လုံးဝနားလည်လို့မရတော့တဲ့အထိပိုပြီးစစ်မြင့်ပါတယ်လူတွေဟာတောတောင်ပေါ်မှာပုံပြီးတတ္တဝါတွေကိုလေ့လာတယ်လို့ဂျိုသားတွေကလည်းဘာမြူရာ triangle မှာပုံပြီးလူတွေကိုလေ့လာနေကြတာလားလူတချို့ရဲ့ယုံကြည်ချက်ဟာဂျိုသားတွေကဘာမြူရာ triangle ထဲမှာလူတွေကိုလေ့လာဖို့နေထိုင်နေကြတယ်တဲ့ဗျထူးခြားပျောက်ဆုံးမှုတွေဟာလည်းဂျိုသားတွေခွဲစိတ်လေ့လာရှင်လို့ပြန်ပြေးဆွဲခဲ့တဲ့အမှုလို့ပြောကြပါတယ်အဲကြောင့်မလို့ဘာမြူရာမှာဖြစ်တဲ့အမှုမှန်သမျှအဖြေရှာလို့လုံးဝမဖြစ်နိုင်တာပေါ့ယုံမယုံကတော့ပရိသတ်တို့ရဲ့ခံယူချက်ပေါ်မှာမူတည်ပါတယ်ဂျိုသားတွေရဲ့လှုပ်ရက်ဆိုတဲ့ theory ကတော့ပြောရရင်1400ခုနှစ်ကတည်းကစခဲ့တာပါ
Christopher Columbus Bermuda Triangle မှာရင်ဆိုင်ခဲ့တဲ့အမှုဟာ UFO အမှုလို့ယုံကြည်သတ်မှတ်ထားပါတယ်ခင်ဗျာအဲ့ဒီနောက်ပိုင်းခုထက်ထိလူတွေခဏ UFO တွေတွေ့ဖူးမြင်ဖူးကြတဲ့အကြောင်းတွေဟာများလုံးပါတယ်ခင်ဗျာအရန် popular ဖြစ်တဲ့ theory တစ်မျိုးလို့ခေါ်လို့မမှားပါဘူး နံပါတ်5 Saw a slave ပရိသတ်တို့တရေတွေသေတွေရှိတယ်ဆိုတာယုံကြည်ကြလားခင်ဗျဘာမျိုးတာထရန်ကဲဟာတရေတွေကျင်းစာတွေရှိနေတယ်လို့လည်းယုံကြည်ကြပါတယ်ယူရီသမားကတော့အင်္ဂလန်ကဆရာဝန်ဒေါက်တာခန်နစ်ဖြစ်ပါတယ်သူရဲ့ယုံကြည်ချက်ကတော့ဘာမျိုးတာထရန်ကဲဟာအာဖရိကန်ကျွန်းလူသားတွေရဲရဲဆက်ဆက်တည်ဆုံးခဲ့တဲ့အတွက်လူတွေကို6လမ်းတပ်ဖြတ်နေတာဖြစ်ပါတယ်ခင်ဗျဟယ်လင်ဒဟော့တယ်လို့ခေါ်တဲ့သူရဲ့စာအုပ်ထဲမှာထူးဆန်းတဲ့အဲ့ဒီဘမြူတာထရန်ကဲအကြောင်းရေးသားထားခဲ့ပါတယ်ဗျသူတို့ကတင်းဘောနဲ့ပင်လယ်ပေါ်မှာပုံမှန်သွားလာနေရင်တချင်းငင်းတန်တွေကိုစက်တိုက်ကြားနေရတယ်တဲ့ဗျအဲ့ဒီတော့သူကဝန်ထမ်းတွေရေဒီယိုဖွင့်ထားတယ်လို့ထင်ခဲ့ပြီးတခြားသဆုံတရားမထင်ခဲ့ပေမဲ့နောက်တရက်လေစက်တိုက်တညလုံးလုံးကြားနေရတဲ့အတွက်မခံနိုင်တော့တဲ့အဆုံးသူရဲ့ဝန်ထမ်းတွေစီကိုဆင်းသွားခဲ့ပြီးရေဒီယိုကိုရပ်ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့အော်စရာကသူရဲ့ဝန်ထမ်းတွေလည်းမလုပ်ရပဲပြန်နေရတော့ကြားနေရတယ်တဲ့ဗျအားလုံးအော်တကြီးဖြစ်သွားခဲ့ကြပါတယ်။နောက်မှစူဆန်းလေးလာပြီးတီးလာတဲ့အကြောင်းက1600ခုနှစ်တုန်းမှာအင်္ဂလိပ်ကပတိန်တွေကအဖရိကန်ကျွန်းတွေကိုခေါ်လာခဲ့ပေမဲ့အမခံကြေးကြောင့်အဲ့ဒီကျွန်းတွေကိုပင်လယ်ထက်ကိုရဲရဲဆက်ဆက်ခုန်ချခိုင်းခဲ့ပါတယ်။အများကြီးရေနစ်အစိမ့်တင်မှုကြောင့်တည်ဆုံးခဲ့ကြရတဲ့အတွက်မကျွတ်လို့ပဲဘမြူဒါထရန်ကဲမှာခုထိ6လမ်းပြည့်စည်နေတယ်လို့လည်းဖြစ်နိုင်ပါတယ်ခင်ဗျ။ နံပါတ်6 Atlantic Theory ပင်လယ်ဟာကျွန်တော်တို့တင်ဆက်ပေးသလိုအရန်ကိုထူးဆန်းလာတဲ့ရှေးဟောင်းမြို့တော်တွေအများကြီးပင်လယ်အောက်မှာရှိပါတယ်။ဒါပေမဲ့အဲ့ဒီအများဆုံးထဲကမှအထူးခြားဆုံးနောက်ပြီးတော့အဖြစ်လုံးဝတိတိကျကျမရှိတဲ့ဒန်ဒါရီထဲတော်မှတ်သားထားတဲ့ Atlantic ရှေးဟောင်းမြို့ဟာ Bermuda Triangle ရဲ့အောက်တနေရာမှာရှိတယ်လို့ပြောကြပါတယ်။လူတချို့ရဲ့ယုံကြည်ချက်ကတော့ဒီ Atlantic ရှေးဟောင်းလူသားတွေဟာကျွန်တော်တို့ထက်ပိုပြီးအစစ်မြင့်တဲ့နီးပညာနဲ့ပစ္စည်းတွေအသုံးပြုနိုင်ခဲ့တယ်လို့ယုံကြည်ကြပါတယ်။ Atlantic လူတွေဟာဘာဖြစ်သွားတာကတော့ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။ပရိသတ်တို့ဝေဖန်ကြည့်လေဗျာ။ဒီ theory ကတော့ Atlantic လူတွေဟာ tragic တစ်ခုကြောင့်အကုန်ပျောက်ဆုံးတည်သွားခဲ့ပေမဲ့သူတို့အရန်အစစ်မြင့်တဲ့အသုံးချသိပ္ပံပစ္စည်းတွေဒါမှမဟုတ်စွမ်းအားရှိတဲ့ခရစ်စတိုကြောက်သုံးကြီးကခုထိလူတွေမရှိပေမဲ့အလုတ်လှုပ်နေတုံးလို့ယုံကြည်ကြတယ်ဗျဒီသိပ္ပံပစ္စည်းဒါမှမဟုတ်စွမ်းအားရှိခရစ်စတိုကြောက်တုံးရဲ့နောက်ဆက်မှုကြောင့်တင်မောတွေလေရင်တွေပြုတ်ကျပျက်စီးစေတယ်လို့လည်းယုံကြည်ကြပါတယ်။တန်ဒါရီမှာဆိုရင်ဒီ Atlantic ရှေးဟောင်းမြို့ဟာအရန်ထူးဆန်းပြီးစွမ်းအားကြီးသောခရစ်စတိုကိုအသုံးပြုပြီးရှင်သန်နေထိုင်နေကြတယ်လို့ပြောကြပါတယ်။အဲ့ဒီခရစ်စတိုဟာအင်အားအရန်ဖြာထွက်သောကြောင့်တန်လိုက်အိမ်မြောင်တွေခုခေတ်လက်စစ်ပစ္စည်းတွေကိုမမာယွင်ယွင်ဖြစ်စေတယ်တဲ့ဗျ။အဲကြောင့်မလို့အဲ့ဒီခရစ်စတိုဟာစွမ်းအားအရန်ကြီးမားတဲ့အတွက်အနီးအနားရောက်လာတဲ့လေရင်သင်းဘောတွေကိုပျက်စီးပောက်ကွဲစေနိုင်ခဲ့တယ်တဲ့ဗျဒါပေမဲ့အဲ့ဒီခရစ်စတိုကြောက်တုံးတွေအရန်တိုးတက်လွန်းတဲ့သိပ္ပံပစ္စည်းတွေကိုဘယ်လိုပဲရှာလို့မတွေ့နိုင်ခဲ့ပါဘူး story တစ်ခုတော့ရှိပါတယ်ဗျဒေါက်တာ Ray Brown လို့ခေါ်တဲ့ရေငုပ်ချဖွေရေးသမားတစ်ယောက်ဟာ1980မှာ Berry Island Nina Behemoth မှာ pyramid နဲ့ခက်ဆင်ဆင်အဆောက်အုံတစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်တဲ့ဗျအဲ့ဒီအဆောက်အုံဟာမန်လိုမျိုးပြောင်လက်ပြီးကြောက်တုံးနဲ့ပြုလုပ်ထားတယ်တဲ့ဗျသူအထဲကိုဝင်လိုက်တဲ့အခါအံ့ဩစရာတစ်ခုကဘာမွန်ကြီးတွေဖုံးတွေဘာတတ္တဝါတွေမှအဲ့ဒီ pyramid ပေါ်မရှိကြဘူးတဲ့ဗျနောက်တစ်မျိုးဟာအဲ့ဒီ pyramid ထဲမှာဘဲကနေလာမှမသိတဲ့အလင်းရောင်တွေလင်းထိုင်နေတယ်လို့တွေ့ရတယ်တဲ့ဗျသူ pyramid ရဲ့အလဲကိုရောက်သွားတဲ့အခါပန်ဘူးပညာနဲ့လှုပ်ထားတဲ့လူရုပ်ထုတစ်ခုကိုမြင်လိုက်တယ်တဲ့ဗျအဲ့ဒီလူရုပ်ထုရဲ့လက်ပေါ်မှာလေးလက်မလောက်ရှိတဲ့ကြောက်လုံးပတ်လက်ရှိရတဲ့ဗျအဲ့ဒီကြောက်လုံးရဲ့အပေါ်မှာနီရဲနေတဲ့ဗဒမြာတေးသေးလေးတစ်လုံးလဲတွေ့ရှိခဲ့တယ်တဲ့ဗျသူရဲ့ယုံကြည်ချက်ကတော့အဲ့ဒီဗဒမြာခရစ်စတိုရဲ့တကိုးကြောင့်လေရင်တင်ဘောတွေပျောက်ဆုံးချဖွေလို့မရဖြစ်နိုင်ခဲ့တာလို့ယုံကြည်သတ်မှတ်ထားပါတယ်အဲ့ဒါကတော့သူ့ရဲ့ဒဏ္ဍာရီပေါ့နော် နံပါတ်9 Tragic but not unusual မကောင်းဆိုးဝါးတွေဒန်ဒါရီပုံပြင်တွေ UFO တွေကိုယုံကြည်ကြတဲ့လူတွေရှိသလိုဘမြူဒါထရန်ကဲကိုအယုံကြည်လုံးဝမရှိတဲ့လူတွေလည်းရှိပါတယ်ဗျသူတို့တွေရဲ့ယုံကြည်မှုကတော့ဒီလိုပါအားလုံးဖြစ်ခဲ့တဲ့အမှုတွေဟာတဘာဝမတော်တဆတာမှမဟုတ်လူတွေရဲ့မာယွင်းမှုကြောင့်လို့ယုံကြည်ကြပါတယ်ဗျသူတို့တွေရဲ့ဝေဖန်မှုဟာဒီဘမြူဒါထရန်ကဲတက်ကအသွားအလာလမ်းကြောင်းဟာကဘာမှာလူတော်အများဆုံးလမ်းကြောင်းတစ်ခုဖြစ်တဲ့အတွက်အက်ဆစ်ဒန့်အများကြီးဖြစ်တာဘာထူးဆန်းလို့လဲတဲ့ဗျပရိသတ်တို့တည်တဲ့အတိုင်းပါပဲလူတွေဟာမာယွင်းမှုအလုပ်ဆိုရင်အတော်ဆုံးပါဒီ theory ဟာဖြစ်နိုင်ချေရှိပေမဲ့အားလုံးပျောက်ဆုံးသွားတဲ့လေရင်တွေတင်းပေါက်တွေဟာဟိုမဲ့အဲ့ဒါကြောင်းဆိုလို့ရှိရင်မယုံနိုင်တော့တဲ့အံ့ဩမှုတစ်ခုဖြစ်နေပြီဗျဟ
ဟိုမဲအဲ့ဒါကြောင့်လို့ပြောလို့ချင်းဘာဖြစ်လို့လူတွေအလောက်ရှာဖွေနေကြတာတဲ့ခါထောက်ထားတစ်ခုတော့မှချလို့မတွေ့ကြလာလေဗျကျွန်တော်တို့နားမလည်နိုင်ဘူးဗျ Number 8 Vile vortices Vile vortices ဆိုတာပါလေပြောရရင်တော့ Bermuda Triangle ဟာ Vile vortices ဖြစ်နေတဲ့တနေရာပဲဗျဒါဆိုရင်ဟုတ်ပါတယ် Bermuda Triangle ဟာကမ္ဘာပေါ်မှာအထူးအဆန်းအပြေရှာလို့မရဖြစ်နေတဲ့နာမည်အကြီးဆုံး Vile vortices တစ်ခုတည်းပါတကယ်ဆိုရင်ကမ္ဘာပေါ်မှာနောက်ထပ်ထူးထူးခြားခြားဖြစ်ရဖြစ်လေရှိနေတဲ့ကြောက်စရာနေရာ17နေရာရှိပါသေးတယ်ခင်ဗျာဒီနေရာတွေအားလုံးကို Vile vortices လို့အမည်ပေးထားပါတယ်Ivan T. Sanderson ဟာအရန်ထူးဆန်းပြီးသိပ္ပံပညာပါရမီရှင်တူလို့ခေါ်လို့မမှားပါဘူး1980အတွင်းမှာသူ့ရဲ့တွားရောက်ရှာဖွေမှုတွေထဲမှာထူးခြားစံပြတဲ့နယ်မြေ12ခုကိုနားလည်တွေ့ရှိလာခဲ့ပါတယ်အဲ့ဒီ12နေရာအားလုံးမှာပုံမှန်မဟုတ်တဲ့ရှောက်ချပြီးအတိတ်ပဲရှာဖွေလို့မရနိုင်တဲ့ပုံပြင်တွေများစွာရှိကြပါတယ်။ Vile vortices တွေဟာတော်တော်ကွာဝေးကြပါတယ်။ကမ္ဘာအီကွေတာရဲ့အပေါ်မှာ6ခုရှိပြီးကမ္ဘာအီကွေတာရဲ့အောက်ဘက်မှာလည်း6ခုရှိပါတယ်။သူဟာအံ့ဩစရာကောင်းလောက်ပြီးမယုံနိုင်စရာကောင်းလောက်အောင်ဖြစ်တဲ့အရာကတော့သူ့ရဲ့အကွာဝေးတွေအားလုံးဟာတစ်ခုနဲ့တစ်ခုအတူတူပဲတဲ့ဗျ။ပြောရမယ်ဆိုရင် Bermuda Triangle ဟာ Vile vortices ရဲ့ထူးခြားမှုတစ်ချမ်းပဲဖြစ်တယ်ခင်ဗျ။ Vile vortices ဟာဘာဖြစ်လို့ဒီလိုမျိုးရှိနေကြတယ်လဲဆိုတာကတော့ကျွန်တော်တို့ကအဖြေတိတိကျကျမရှာနိုင်ခဲ့တယ်လို့ဘယ်သူမှလည်းမသိကြသေးပါဘူး။ပရိသတ်တို့ဝေဖန်ကြည့်ကြလိုက်လေခင်ဗျာ။ ကျွန်တော်တို့အထူးစ조사ပြီးချက်ဖွေတင်ဆက်ပေးထားတဲ့ Bermuda Triangle Theory အကြောင်းကိုပရိသတ်တို့ကြိုက်နေတတ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျာကြားကြရင်တော့ like share and follow လုပ်ထားကြဖို့မမေ့နဲ့နော်ပရိသတ်တွေကိုတခုတော့တောင်းဆိုပါရစေဗျာကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတွေကို download ဆွဲပြီးပြန်တင်တဲ့လို့မလုပ်ကြဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာဒါဟာ Bermuda Triangle အကြောင်းနောက်ဆုံးတစ်ပုဒ်အနေနဲ့ကျွန်တော်တို့တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒါပေမဲ့မပူပါနဲ့ကျွန်တော်တို့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပြီးမဟုတုတရစေမယ့်အရာအမြဲတင်ဆက်ပေးသွားမှာပါပရိသတ်တွေထပ်ပြီးရှင်နာလေးတွေဒါမှမဟုတ် request တွေရှိရင်လည်း comment ကြပါခင်ဗျာပရိသတ်တို့အများဆုံးတီးရှင်နာလေးတွေကိုဖြစ်နိုင်တဲ့လောက်စူးစမ်းပေးသွားမှာပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ